မင်္ဂလာပါထော့ရှော့လေးပတီ YouTube Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီကနေ့ကျွန်တော်တင်ဆက်ပေးနေတဲ့အာရမော်ရဲ့ထိုတညာဆိုတဲ့စာအုပ်ကိုဆက်လက်ဖတ်ပြတင်ဆက်ပေးမှာဖြစ်ပါတယ်အားပေးနားဆင်ကြပါအောင်ခင်ဗျာထိုတညာအပိုင်းလေးတိတ်ဆိတ်တဲ့ညာကြီးကိုဖောက်ထွက်လာတဲ့အတန်ကအော်ကလေးဆန်စရာကောင်းတယ်။နောက်ကြောက်လန့်အော်ဟစ်နေတဲ့မိန်းမအတန်နဲ့အတူယောက်ျားကြီး၃ယောက်လောက်ရဲ့အတန်ကရောပြီးကပ်ပါလာတယ်။ခွေးမအော်ခြင်းအောင်ဖြောင်းဖြောင်းအမေကဲကြပါဦးအတန်ကပါဇက်ကိုလက်နဲ့အသေးဖုံးဖိထားရာကနေအကွဲပေါက်ထွက်လာတဲ့မတဲမကွဲအတန်မျိုးပဲကာယကံရှင်ကဘလောက်တောင်နာကျင်လိုက်မလဲဆိုတာသူ့အတန်ကြားယုံနဲ့တင်ခံမှန်းမိတယ်အာယုံဘယ်လိုလုပ်ကြမလဲကိုမြင့်မှန်ကြီးကအန်ဒီရဲ့ရှိတယ်အသာနေမလားဆိုတဲ့ပုံစံနဲ့မေးလိုက်တယ်ဘယ်လိုလုပ်ရမလဲအဲ့ဒီကောင်တွေကိုဝင်ခုတ်ကြတာပေါ့ဒီကောင်တွေ၃ယောက်ထင်မပိုနိုင်ဘူးစစ်သားတွေဖြစ်နေရင်ရောဘယ်လိုလုပ်မလဲဆိုပြီးကိုမြင့်မှန်ကြီးကမေးလိုက်တော့ကိုအားယုံဒေါသထွက်သွားပုံရတယ်မင်းအဲ့လောက်တော့ကြောက်နေသလားငါတယောက်တည်းသွားခုတ်မယ်ဆိုပြီးသူ့ဝေးမှရှိနေတဲ့ဝါငုတ်တို့တစ်ချောင်းကိုဆွဲပြီးပြေးထွက်သွားတယ်ဒါနဲ့ကျန်တဲ့ចောင်းသားကြီး၃ယောက်လည်းမနေသာတော့ဘူးနောက်ကနေလိုက်သွားကြတယ်ကိုဆန်ရှေမာကဓမြောင်ပါတယ်ပစိုးချားမှာညှက်ထားတဲ့သူ့ရဲ့ဓမြောင်ကိုထုတ်ပြီးငါ့ကိုပေးထားလိုက်တယ်နောက်ပြီးငါ့ကိုဒီမှာပဲငြိမ်ငြိမ်လေးနေသစိမ်းတယောက်ယောက်အနားကပ်လာရင်အဲ့ဒီဓမြောင်နဲ့ထိုးထည့်လိုက်ဖို့မှာတယ်သူကတော့လက်ပလာနဲ့ရှေ့ကចောင်းသားကြီးတွေနောက်လိုက်သွားတယ်ငါလည်းအဲ့ဒီလိုအချိန်ဆိုအငြိမ်နေတတ်တဲ့ကောင်မဟုတ်ဘူးကြောက်တတ်ပေမဲ့ဇာတော့မသေးဘူးငါအကြောင်းကိုငါရဲ့ခန်းပေါ်တွေအားလုံးသိတယ်အခန်းထဲမှာဆိုရင်ငါကဆရာကြီးငါနဲ့ရှင်ပြီးရန်ဖြစ်ရဲတဲ့ကောင်မရှိဘူးဒီတော့ကိုဆန်းရှေပေးထားတဲ့ဓမြောင်ကိုလက်ထဲမှာကြက်ကြက်ပအောင်ဆုပ်ကင်ထားပြီးသူတို့နောက်ပြေးလိုက်သွားတယ်အဲ့ဒီနေရာကိုရောက်တော့ကိုအားယုံကမိန်းကလေးရဲ့အပေါ်တက်ဖိနေတဲ့ကောင်ကိုသူမလာတဲ့ဝါငုတ်တုံနဲ့ရိုက်ချလိုက်တယ်ညကမှောင်မိုက်နေတော့ဘာကိုမှတဲတဲကွဲကွဲမမြင်ရဘူးဒါပေမဲ့ကိုအားယုံရဲ့ရိုက်ချက်ကကြက်ကန်းတိုးသွားပုံရတယ်အဲ့ဒီခွေးကောင်ရဲ့ခေါင်းကိုတဲ့တဲ့ထိပြီးအင်းဆိုတဲ့အတန်ထွက်ကြလာတယ်ကောင်းမလေးကိုချုပ်ထားပုံရတဲ့ခွေးကောင်ကိုမျက်မှန်ကြီးကလက်ပလာနဲ့ဝင်ထိုးလိုက်တယ်ပတ်ဝန်းကျင်တစ်ခုလုံးဝေယုံတုံးကားဖြစ်ကုန်ပြီခွေးကောင်တွေကအခြေအနေကိုရိပ်မိသွားတယ်ထင်ပါရဲ့ကင်းဆောင်နေတဲ့သူ၃ယောက်လောက်ကဝိုင်းလာကြတယ်ဒီကောင်တွေစစ်သားတွေမှန်တေချာသွားပြီအရေးအခင်းကြားကဆွဲခေါ်လာတဲ့ကျောင်းသူတွေကိုဝိုင်းစော်ကားနေကြတာသူတို့စော်ကားလိုက်တဲ့ကျောင်းသူတွေဘယ်လောက်တောင်ရှိနေပြီလဲမသိဘူးရင်နာစရာကောင်းလိုက်တာကိုမြင့်မှန်ကြီးကဟိုးစစ်သားနဲ့ရွှွန့်ဘွက်တွေကြားမှာထိုးတက်နေတယ်ကိုဆန်ရှင်နဲ့ကိုအောင်ကြီးကကျန်းတဲ့စစ်သားတယောက်ကိုတာဝန်ယူပြီးထိုးတက်နေတယ်ဗယံပဒါဖြစ်နေတဲ့အခြေအနေမှာဓမြောင်ကြီးကင်ထားပြီးငါဘာဆက်လုပ်ရမှန်းမသိတော့ဘူးလဲကျနေတဲ့စစ်သားရဲ့တနက်ကိုဝင်လူရမလားဆိုပြီးစဉ်းစားမိသေးတယ်ဒါပေမဲ့အခြေအနေမဟန်ဘူးနောက်ဆုံးတော့ရဲစစ်တင်ပြီးမျက်မှန်ကြီးကိုအပေါ်ကနေလဲပင်ညှစ်တက်ဖို့စ조사နေတဲ့စစ်သားရဲ့ဂုတ်တဲ့ကိုဓမြောင်နဲ့ထိုးချလိုက်တယ်လက်ထဲမှာဆုပ်ကင်ထားတဲ့ဓမြောင်ကစစ်သားကြီးရဲ့ဂုတ်ထဲကိုအဆုံးအထိနှက်ဝင်သွားတယ်ဘွမ်ကနေပွင့်ထွက်လာတဲ့သွေးတွေကငါရဲ့လက်တစ်ခုလုံးကိုပေးကျန်သွားတယ်မှောင်မဲနေတဲ့ညအမောင်တူထဲမှာအစစ်မပြတ်ပန်းထွက်လာတဲ့သွေးတွေကိုမမြင်ရပေမဲ့ငါရဲ့လက်ပေါ်မှာလာဆင်တဲ့သွေးတွေရဲ့လက်ဆက်ပူနွေးမှုကိုတော့ကောင်းကောင်းကြီးခံစားမိလိုက်တယ်သွေးတွေရဲ့ပူနွေးမှုကြောင့်
ခန္ဓာကိုယ်တစ်ခုလုံးကအကြောအမြင်တွေရုတ်တရက်ထောင်တက်သွားသလိုပဲလက်နှစ်ဖက်စလုံးနဲ့ဓမြောင်အရင်းကိုတင်းကျပ်နေအောင်ဆုပ်ကင်လိုက်ပြီးသွေးတွေပန်းထွက်နေတဲ့စစ်သားကြီးရဲ့ဂုတ်ပေါက်တဲ့ကိုလှုပ်မိလှုပ်ရာနောက်တစ်ချက်နဲ့ထက်ကဆောင်းတိုးပစ်လိုက်တယ်စစ်သားကြီးအသက်ရှူချိန်တိုင်းရလိုက်မယ်မထင်ဘူးကိုမြင့်မှန်ကြီးရဲ့ခန္ဓာကိုယ်ပေါ်ကိုအယုတ်ကျိုးပြတ်သလိုလဲကျသွားတယ်ကောင်းလေးတော်ပြီမထိုးနဲ့တော့သူသေးနေပြီငါရဲ့စကိုအထင်ကြီးသွားတဲ့လေတံနဲ့ကိုမြင့်မှန်ကြီးကပြောလိုက်တယ်ငါကစစ်သားကြီးရဲ့ကုတ်ထဲမှာစိုက်ဝင်နေတဲ့ဓမြောင်ကိုကြစ်ပအောင်ဆုပ်ကင်ထားတော့ဘွဲ့အိုင်မှာနှက်ဝင်နေတဲ့သူကမြင့်မှန်ကြီးရဲ့အပေါ်မှာကငါတက်လိုက်တဲ့စစ်သားပုံလေးရဲ့ကျနေတယ်ငါကသူတို့နှစ်ယောက်ရဲ့အပေါ်မှာဒူးထောက်ခွေကျနေတယ်ကိုဆန်ရှေပေးထားတဲ့ဂုံဒီအစုပ်ကငါကောင်းပေါ်မှာရှိနေတော့ပဲခန္ဓာကိုယ်တစ်ခုလုံးကသွေးတွေရွှွန့်ပွက်တွေနဲ့ရောနေပြီငါတို့အုပ်စုရဲ့ဖိုက်တင်ကန်းကမပြီးသေးဘူးမြင့်မှန်ကြီးကသူ့အပေါ်မှာပြိနေတဲ့ငါနဲ့စစ်သားရဲ့အလောင်းကိုတွန်းချလိုက်ပြီးကိုအားယုံရှိတဲ့ဘက်ကိုပြေးသွားတယ်လူတက်မိသွားတဲ့ကိုသတိထားမိပြီးငါရဲ့ကြောက်စိတ်တွေကတိတိတသာတုန်တက်လာတယ်ဒါနဲ့ဝယုံတစ်ခုရဲ့ဂျောင်ဘက်ကိုသွားပြီးမနှဲပြန်ထိန်ရတယ်ကြောက်စိတ်ကြောင့်လက်တွေတုန်တက်လာတာကင်ထားတဲ့ဓမြောင်တောင်ကြလူမတက်ပဲဘဝရဲ့ပထမဆုံးအကြိမ်လူတက်ဖူးတဲ့အခိုက်အတန့်မှာငါကကြောက်စိတ်တွေကိုအနိုင်ယူလိုက်တာလားကြောက်စိတ်ကငါ့ကိုအနိုင်ယူလိုက်တာလားဆိုတာကိုငါမဝေခွဲတတ်ခဲ့ဘူးအခုထိလဲဒီအကြောင်းတွေတွေးမိရင်တွေးဝေနေရတော့အပိုင်းနဲ့အာယုံကျွန်တော်ဆွဲမိဆွဲရာဆွဲယူလာတဲ့ဝါငုတ်တုံနဲ့အတန်လာရာဘက်ကိုမှန်းဆပြီးအာကုံရိုက်ချလိုက်တယ်ကြက်ကန်းတိုးသွားတယ်လို့ပဲဆိုရမယ်ကောင်မလေးရဲ့ပေါ်ကိုတက်ဖိနေတဲ့စစ်သားကောင်ရဲ့နောက်စေ့တဲ့ကိုထိသွားတယ်အဲ့ဒီနောက်အဲ့ဒီကောင်ကိုဆွဲလန့်ပြီးမျက်နှာကို၄-၅ချက်ဆောင်းထိုးလိုက်ပြန်တယ်မိုးရည်တွေကြောင့်ပဲလားမသိဘူးလက်သီးအချက်တိုင်းကအဲ့ဒီကောင်ရဲ့မျက်နှာပေါ်ကိုခွက်ခနဲမြည်အောင်ပိတ်ထိုးမိနေတယ်အဲ့ဒီကောင်ညီးတန်တောင်မထွက်နိုင်တော့မှသူ့ကိုတွန်းဖယ်ပြီးကောင်မလေးကိုဆွဲထူလိုက်တယ်ပတ်ဝန်းကျင်တစ်ခုလုံးကမှောင်မဲနေတော့ကောင်မလေးကစတိတ်ကျောင်းသူလားကောလိပ်ကျောင်းသူလားဆိုတာတဲကွဲမသိရဘူးသူ့စီကရနေတာကညီးတန်တွေနဲ့သွေးစိမ်းအနံ့ပဲကောင်မလေးကိုဘွဲ့အိုင်ထဲကနေဆွဲထူပြီးတဲ့နောက်တော့မထင်မှတ်ဖဲဝိုင်းလာတဲ့အဆောင်စစ်သား၃ယောက်နဲ့ထိတ်တိုက်တွေ့ရပြန်တယ်ဒီတစ်ခါတော့အဲ့ဒီကောင်တွေကကျွန်တော်ထက်အရင်လက်ဦးသွားတယ်သူတို့ရဲ့တနတ်တင်နဲ့ကျွန်တော်ကောင်းကိုဆောင်းထိုးလိုက်တယ်တော်သေးတာကသူတို့ရဲ့ထိုးချက်ကလွဲသွားပြီးကြောပေါ်ကိုရောက်သွားတာပဲဒါနဲ့ကျွန်တော်လဲစမ်းမိစမ်းရာဘားတုံးနဲ့ပြန်ရိုက်တယ်ပြီးတော့အဲ့ဒီတရိတ်ဆန်နေကျွန်တော်အနာကိုမလာနိုင်အောင်ဘားတုံးနဲ့ရမ်းမိရမ်းရာရမ်းနေမိတယ်တိတ်မကြဘူးစစ်သားတကောင်ကိုအပီရိုက်နဲ့ထားနိုင်ပြီးဖြစ်တဲ့ဆန်ရှင်နဲ့အောင်ကြီးကကျွန်တော်ကိုလာကူတယ်လက်တလောအချိန်တွေမှာ၃ယောက်ဖြစ်နေပြီကျွန်တော်လဲအားတက်သွားပြီးတော့အဲ့ဒီကောင်တွေကိုမစင်မချင်းဝင်လုံးလိုက်တယ်နာလိုက်တာအသားတွေကိုတစုံတစ်ခုစူးကနေနဲ့ဝင်သွားတဲ့ခံစားချက်ကိုကျွန်တော်ရလိုက်တယ်ဟုတ်တယ်ကျွန်တော်လက်မောင်းနဲ့ဓမြောင်နဲ့ဝင်သွားတာပဲဆန်းရှိသတိထားသူတို့မှဓားပါတယ်ကျွန်တော်ဆန်းရှင်နဲ့အောင်ကြီးကိုလှမ်းသတိပေးလိုက်တယ်အောင်ကြီးကတော့ဘာမှမဖြစ်ပေမဲ့ဆန်းရှိကကျွန်တော်လိုပဲဓားထိုးခံလိုက်ရတာနဲ့တူတယ်ချီပဲခွေးမသားတွေဆန်းရှိပါဇက်ကနာကြည့်မှုအပြည့်နဲ့ပေါက်ထွက်လာတဲ့အတန်ကိုကြားရတယ်တစ်ဖက်မှာကမျက်မှန်ကြီးနဲ့ကောင်လေးကစစ်သားတယောက်ကိုဝိုင်းလုံးနေတော့အာယုံပစ္စတိုသုံးလေချီပဲအောင်ကြီးအော်ပြောမှပစ္စတိုကိုသတိရတယ်ခုနကပစ္စတိုကိုနည်းနည်းလေးမှသတိမရဘူးဒါကကျွန်တော်ရဲ့နမောနမက်အချင်းကြောင့်ဖြစ်ရတာအရေးကြီးပြီလားကြီးပြီဆိုရင်ဖြစ်ပြီတခါတလေကိုတောင်တောက်မြင်ကံမိတယ်
ဒါနဲ့စစ်သားကောင်နဲ့ဝါငုတ်တိုတွေအကြားမှာလူးလိမ့်ထိုးတက်နေရင်ခါကြားထဲမှာထိုးညက်ထားတဲ့ပစ္စတိုကိုစမ်းကြည့်လိုက်တယ်။ချီပဲဘောအိုင်နဲ့ကြာသွားပြီထင်တယ်ဆိုပြီးစိတ်ထဲမှာကိုကျိန်ဆဲအပြစ်တင်မိတယ်။ကျွန်တော်ရဲ့မဖြစ်စလောက်ကြွတ်သားတွေနဲ့ကိုလုံးကိုပေါက်ကကျွန်တော်နဲ့ထိုးကျိတ်နေတဲ့စစ်သားကိုမရှင်းနိုင်ဘူး။အဲ့ဒီစစ်သားကကြီးကျွန်တော်ကိုအပေါ်ကနေတက်ခွာပြီးလှိမ့်ပိတ်စော်နေတယ်။လက်သီးထိုးချက်တွေကလည်းပြင်းသလားမမင်းနဲ့တခါထိုးခံလိုက်ရတိုင်းမျက်နှာကြီးတစ်ခုလုံးကျိန်းဆက်သွားတယ်။တခါခေါင်းတွေပါခြားခြားလဲသွားသလားထင်ရတယ်။စစ်သားကောင်ရဲ့လက်သီးလက်ချက်တွေကိုရှောင်ရင်းခေါင်းကိုဟိုရမ်းဒီရမ်းလှုပ်တော့မြေကြီးပေါ်မှာငေါတက်နေတဲ့ဝါငုတ်တွေနဲ့ဆောင်းမိသေးဒေါသတွေကငယ်ထိတ်ထိရအောင်ကိုပေါက်ထွက်နေပြီကျွန်တော်လဲစစ်သားကောင်ကိုရသလောက်အောက်ကနေပင်ထိုးလိုက်တယ်တိတ်မကြဘူးဒုတ်ဆိုတဲ့အတန်ကြားပြီးတဲ့နောက်အဲ့ဒီကောင်ကကျွန်တော်အပေါ်ကိုအယုတ်ကျိုးပြတ်တယ်လို့ပုံကျလာတယ်အကြောင်းရင်းကအဲ့ဒီကောင်မျက်မှန်ကြီးရဲ့လက်ချက်မိသွားတာအရှိန်ယူပြေးလာပြီးဝါးတုံးနဲ့အားကုန်ရိုက်ချလိုက်တော့ကျွန်တော်အပေါ်ကဂင်တိုတိုစက်ခွေးကောင်လဲမနေတာတော့ဘူးတစ်ချက်ထဲနဲ့လက်သွားတယ်မျက်မှန်ကြီးကလက်စပြင်းတယ်သူ့အကြောင်းကိုသူနဲ့ရန်ဖြစ်ဖူးတဲ့သူတိုင်းသိတယ်ကောလိပ်ကျောင်းမှာဆိုရင်သူနဲ့ရှင်ပြီးရန်ဖြစ်ရဲတဲ့ကောင်မရှိသလောက်ပဲအာယုံအဆင်ပြေလားအေးမင်းကဲလို့တော်သေးတယ်ဟိုကောင်လေးရောသူအဆင်ပြေတယ်မင်းကောင်ကစားမသေးဘူးဟိုကောင်တွေကိုဓမြောင်နဲ့ဝင်ထိုးထားတာအောင်ကြီးနဲ့ဆန်ရှိလဲကျန်တဲ့စစ်သားနှစ်ယောက်ကိုကောင်းကောင်းထိန်းနိုင်ခဲ့တယ်နဲ့တူတယ်ကျွန်တော်တို့တွေနားကျင်တောင်မရဘူးစစ်သားတွေဝိုင်းလာကြပြန်တယ်ဒီတစ်ခါတော့အမှန်ကန်ဝိုင်းလာကြတာသူတို့ရဲ့ခြေတံကိုကြားလိုက်ရုံနဲ့ကြောချမ်းကျင်စရာပဲသူတို့တွေ10ယောက်ထက်တော့နဲမှာမဟုတ်ဘူးရွှွန်ပွဲအိုင်တွေအပေါ်ကနေကြမ်းတမ်းဆောင်းပြေးလာတဲ့သူတွေရဲ့ခြေတံတွေကရတဲ့အမဲဓာတ်နဲ့ဖြတ်တော့မယ်အတိုင်းပဲသူတို့တွေမြင်သမျှအကုန်ပြစ်ဖို့ဆုံးဖြတ်ကြပုံရတယ်လက်စို့ဟိတ်ကောင်နေငါတို့အခြေအနေမှန်ဘူးကျွန်တော်အတန်ကစိုးရိမ်မှုအပြည့်ဖြစ်နေတယ်ဆိုတာအတိအသာကြီးပဲမြင့်မှန်ကြီးကောင်လေးကိုတွားခေါ်ကြတော့ဆန်ရှည်ကအတန်တုံရင်နဲ့ငါနဲ့အောင်ကြီးကကောင်မလေးကိုတွဲခေါ်သွားမယ်နော်အာယုံသူတို့ပြစ်လာရင်မင်းနောက်ကနေကားပြီးပြစ်ပေးဆိုပြီးပြောတယ်မေးဘေးငါကဘာနဲ့ပြစ်ရမှာလဲဟာမင်းပင်စတိုနဲ့ပြစ်လေအာယုံငါပင်စတိုဘွက်ထက်ကျသွားပြီကွစိုးရင်စိတ်ကြောင့်ကျွန်တော်အတန်ကတိတိတသားအကွဲလာတယ်လက်ခွန်းထဲမှာပဲကွာအာယုံဒီအချိန်ကြီးမှပဲနှမောနှမဲဖြစ်ရတယ်လို့အောင်ကြီးကစိတ်ပြည့်ချောက်ချားသွားတဲ့အတန်နဲ့ပြန်ပြောတယ်ကျွန်တော်စိတ်ကိုတတ်နိုင်သလောက်တည်ငြိမ်အောင်ထိန်းချုပ်လိုက်ပြီးပြေးကြတော့ကွာငါနောက်ကနေလိုက်လာမယ်လို့ပြောလိုက်တယ်အခုလိုအချိန်မှာရင်ထဲကဗလောင်စုမှုတွေကိုဘသူကများထိန်းချုပ်ထားနိုင်မှာလဲတယောက်တန်တယောက်ကြားနေုံလေးနဲ့တင်ကျွန်တော်တို့တွေဘလောက်ထိကြောက်နေသလဲဆိုတာကိုသိနေရတယ်ကျွန်တော်တို့ရဲ့ပုံစံကအပေါ်ကနေကြည့်ရင်ငှက်ဆိုးကြီးကထိုးစိတ်စားတောက်တာကိုခံရတော့မဲ့ကြစ်ကလေးတွေလိုပဲဒီကြတဲ့ခက်ကြမ်းရှောက်လာတဲ့စစ်သားတွေရဲ့ခြေတံကနီးတဲ့ထက်နီးလာတယ်ကျွန်တော်ကသူတို့ကိုပြေးကြတော့လို့ပြောလိုက်တော့ဖြစ်ပါမလားအာယုံဆိုပြီးမျက်မှန်ကြီးကစိုးရိမ်တကြီးနဲ့ကျွန်တော်ကိုပြန်မေးတယ်ကျွန်တော်ကရှာမရှင်နဲ့တွားကြတော့ဆိုပြီးငေါက်လိုက်မိတယ်အတန်ကဒုံးတိပြက်ရှနေမလားပဲမျက်မှန်ကြီးကကောင်းလေးရဲ့ညာဘက်လက်ကိုဆွဲပြီးတလှမ်းချင်းစပြေးတယ်ကောင်းလေးရဲ့ခန္ဓာကိုယ်နေရာအနှံ့မှာရွှွန့်တွေပေလို့ရွှွန့်ဘွက်တွေကတ်နေတော့သူဝတ်ထားတဲ့ပစိုးတောင်ရော့တိရော့ရဲဖြစ်နေပြီသူအကြောက်လွန်လို့ဖြစ်မယ်ဘဲဘက်လက်ကဘွက်တွေကန့်ညိနေတဲ့ပစိုးကပုံစကိုကန်ပြီးကြံတဲ့ညာဘက်လက်ကဓမြောင်ကိုကျစ်နေအောင်စုပ်ကင်ထားတော့အဲ့ဒီဓမြောင်ကိုသူဘဲကရတယ်လည်းမသိဘူးမျက်မှန်ကြီးဆန်းရှည်ထားပါတော့တယောက်ကပေးထားတာဖြစ်နိုင်တယ်သူခမညာပစိုးကိုတောင်ပြင်ဝက်ချိန်မရလိုက်ဘူးမျက်မှန်ကြီးနောက်ပါသွားတယ်အောင်ကြီးနဲ့ဆန်းရှည်ကလည်းကျောင်းသူမလေးကိုတွဲထူပြီးမျက်မှန်ကြီးတို့ရဲ့နောက်ကိုတဖြည်းဖြည်းလိုက်တယ်ကောင်မလေးရဲ့အဝတ်စားတွေကလည်းကပိုကိုယိုဖြစ်နေတယ်ထမီအနောက်မှာဒူးအရင်လောက်ထိစုပ်ပြဲနေပြီးအင်ကြီးကလည်းအတွင်းခံတစ်ထည်ပဲကျန်တော့တယ်ပြီးတော့သူမရဲ့အတွင်းခံအင်ကြီးကညာဘက်ကျိုးတစ်ချောင်းပြတ်ထွက်နေပြီ
မိန်းကလေးတွေဖုံဖုံဖိဖိထားရမယ်အတွင်းပစ္စည်းရင်းအမွှားတွေတောင်မပေါ့တပေါ်ဖြစ်နေတယ်။နောက်ပြီးကောင်းမလေးကစစ်သား2ယောက်တစ်လက်စီစော်ကားတာကိုခံထားရတော့ရှိသမျှအားတွေအားလုံးဂျုံဂျုံကျသွားပုံရတယ်။မျက်နှာကိုမမြင်ရပေမဲ့သူ့ရဲ့ပုံစံကိုကြည့်လိုက်တာနဲ့တင်မကြခင်လဲကြတော့မယ်ဆိုတာသိတာနေတယ်။သူတို့တွေစားထွက်ထားတဲ့တပြိုင်နက်အရင်ဆုံးကျွန်တော်ရဲ့ပြင်စတိုကိုရှာတယ်။တရောင်လောက်နဲ့တဲ့ရှွန့်ပွက်အိုင်တဲကိုလက်ထိုးထည့်လိုက်ပြီးနေရာအနှံ့ရှာတယ်။ဟိုးလှုပ်ဆမ်းပါတွေးစမ်းပါမြန်မြန်တွေးစမ်းပါခြေတံတွေကနီးတဲ့ထက်နေလာပြီ။10ပေအကွာလောက်ကခြေတံတွေနဲ့တူညံ့ညံ့ညမ်းညမ်းဆဲဆိုတံတွေကကျွန်တော်စီကိုတဲ့တဲ့လာနေပြီ။တွေးစမ်းပါကွာစိတ်ထဲမှာရသမျှတရားစာတွေအားလုံးရေရွတ်နေမိတယ်။ဟောမာကြောတဲ့အရာတစ်ခုကိုလက်ဖြားလေးနဲ့ဆန်းလိုက်မိတယ်။အဲ့ဒီအရာကိုဆွဲထုတ်လိုက်တော့ဟုတ်ပြီတွေ့ပြီပြောလိုက်တာတေချာအောင်လက်နှစ်ဖက်လုံးနဲ့တေချာဆန်းလိုက်ပြီးမောင်မောင်မဲမဲထဲမှာမမြင်ရမှန်းသိလျက်နဲ့ပြူပြဲကြည့်လိုက်တယ်ဟုတ်တယ်ဒါကျွန်တော်ပြစ်စတိုမှကျွန်တော်ပြစ်စတိုစဲကျွန်တော်ဘာမှမစင်စားတော့ဘူးတနက်ကိုကြက်နေအောင်ဆုပ်လိုက်ပြီးခြေတံတွေကျွန်တော်အနာကိုရောက်မလာသေးခင်မျက်မှန်ကြီးတို့ရဲ့နောက်ကိုအားအကုန်ယုံပြီးထပြေးလိုက်တယ်အဲ့ဒီချိန်မှာပဲကျွန်တော်အနောက်ကနေဆဲဆိုတံတွေနဲ့အတူတနတ်တံတွေပွင့်ထွက်လာခဲ့တယ်ပြေးတော့ရှေ့မလန်းမကန်းမှာမနိုင်မနှင်းသွားနေကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုអော်လိုက်တယ်သူတို့လည်းတနတ်တန်တွေကြားတော့ကြာကြီးပြာရာနဲ့ပြေးကုန်ပြီခြေလမ်းတွေကမူမမှန်တော့ဘူးဘွဲအိုင်တဲကိုကျွန်းကြလို့ကျွန်းကြဝါငုတ်တွေနဲ့ခလုတ်တိုက်မိလို့လဲကြလို့လဲကြနေအရှိဆုံးမှပြေးနေတဲ့မျက်မှန်ကြီးကဝါငုတ်လားဒါမှမဟုတ်တဲ့ငုတ်လားတခုခုနဲ့တိုက်မိတယ်တဲ့တူတယ်အရှိန်နဲ့ပြေးလာရင်တိုက်မိတော့သူ့ရှေ့မှာရှိနေတဲ့ရှွန့်ပွက်အိုင်အထဲကိုထိုးကျသွားပါလေရောဖောပဲကွာမျက်မှန်ကြီးကမအီမသားအတန်နဲ့ဆဲတယ်သူဝတ်ထားတဲ့ပစိုးကလည်းထက်ချမ်းကွဲသွားတယ်သူကရှွန့်ပွက်အိုင်တဲကနေကုန်းယုံထားသူပစိုးအပြဲကိုလဲပင်ပေါ်ပတ်ပြီးကျွန်တော်တို့ရှေ့ကနေပဲဆက်ပြေးပြန်တယ်သူ့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံးမှာအတွင်းခံပေါင်းပြီးတစ်ထဲပဲကျန်တော့တယ်ဒီအချိန်မှာဘသူကများဒီအရာကိုဂယုစိုက်နိုင်မှာလဲရှစ်နေနိုင်မှာလဲနောက်ပြီးသူ့ခြေထောက်ကိုထိသွားပုံရတယ်ထောနဲ့ပြေးနေတယ်ကျွန်တော်တို့လည်းမလဲယုံတမဲပဲကို့ခြေထောက်ကိုအနိုင်ထိန်းရင်ဘွက်အိုင်အသက်အကိုင်းအကျိုးကြီးဝါငုတ်တို့အိုးအစုံပါပဲဗျာအဲ့ဓာတွေအားလုံးကိုရှောင်တိန်နေချိန်တောင်မရပဲအဲ့ဒီအရာတွေအပေါ်ကနေကြမ်းတမ်းဖြတ်ပြေးလာကြရတယ်နောက်ဘက်ကနေစစ်သားတွေကလည်းမျက်နှာကောင်လိုပြေးပြီးလိုက်ရတယ်လို့တောင်ထင်ရတယ်ကျွန်တော်တို့ဘလောက်ပြေးသူတို့နဲ့အဝေးဆုံးကိုရောက်သွားတယ်လို့ကိုမရှိဘူးနောက်ပြီးခွေးမသာចောင်းသားတွေမျိုးမဆက်ကောင်းတွေလို့ညဉ့်ညမ်းတဲ့ဆဲဆိုတံတွေနဲ့အော်ဆဲပြီးလိုက်လာကြတယ်ဝါရိတ်တွေကိုတောင်ကျွန်တော်တို့အထင်နဲ့ပြစ်မိပြစ်ရာပြစ်လိုက်ကြသေးတယ်ဆဲဆိုတံတွေရောတနတ်တံတွေရောအားလုံးကကျွန်တော်တို့ထွက်ပြေးနေတဲ့ပတ်ဝန်းကျင်တစ်ခုလုံးကိုစိုးမိုးထားတယ်ဆိုရရင်ကျွန်တော်တို့တွေကအမဲလိုက်ခွေးတွေရဲ့မနာမနေအမဲလိုက်ခြင်းကိုခံနေရတဲ့သားကောင်တွေလိုပဲအောင်ကြီးငါသူ့ကိုထမ်းလိုက်တော့မယ်မင်းကအာယုံနဲ့တူငါတို့နောက်ကနေကတ်လိုက်ခဲ့ဆန်ရှိကအောင်ကြီးရဲ့ကုတ်ပိုးကိုတိုင်းဖက်ထားတဲ့ကောင်မလေးရဲ့ညာဘက်လက်ကိုဆက်ခနဲဆွဲယူလိုက်တယ်နောက်ပြီးသူကကောင်မလေးရဲ့ပေါင်ရင်းကိုမှပြီးထမ်းတယ်ကျွန်တော်နဲ့အောင်ကြီးကသူတို့ရဲ့နောက်ကနေကတ်လိုက်တယ်ကောင်းငင်ကြီးကတိမ်ညိုတွေနဲ့ဖုံးပိတ်ပြီးမှောင်မဲနေတော့ကျွန်တော်တို့အတွက်အခွင့်အရေးတစ်ခုလိုဖြစ်နေတယ်ပတ်ဝန်းကျင်တစ်ခုလုံးမှောင်ပိတ်နေတော့သူတို့တွေကကျွန်တော်တို့ကိုမှန်အောင်မပြစ်နိုင်ကြဘူးဒီလောက်ဆိုဒီကောင်တွေတော်တော်ဒေါသထွက်နေလောက်ပြီပြစ်သမျှကြည်စံတိုင်းကတားကောင်ကိုမထီပဲအလားအသက်ဖြစ်ကုန်တော့သူတို့တွေတီးခံနိုင်စွမ်းရှိမယ်မထင်တော့ဘူးဒါကြောင့်မို့လဲနေမှာဆဲဆိုတန်တွေကပိုညဉ့်ညမ်းလာပြီးပိုကျဲလောင်လာတယ်ရှေ့ဆုံးကနေပြေးနေတဲ့မျက်မှန်ကြီးရုတ်တရက်ရက်ချလိုက်တယ်
နောက်ပြီးသူ့စီကသတိပေးတဲ့အတန်ရုတ်တရက်ထွက်လာတယ်ငုံငုံကြရှေ့မှာလူမျက်မှန်ကြီးရဲ့အတန်တောင်မဆုံးသေးဘူးအရှိဘက်ကနေတနတ်တန်တွေချက်ချင်းပေါက်ထွက်လာတယ်ကျွန်တော်တို့မြေကြီးပေါ်ဝက်ချလိုက်တာမြန်လို့တော်သေးတယ်ကြည်စံတွေကကျွန်တော်တို့အားလုံးကိုကတ်လွဲသွားတယ်ဘေးနာကဝါးပင်ခြုံပင်တွေကြားကနေဖောက်နဲ့ထွက်ပေါ်လာတဲ့ကြက်တိုးတန်တွေကိုတောင်ရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်ဒီတခါကျွန်တော်သူ့ရဲကောင်းပြန်လို့ရမယ်အချိန်ပဲတွေးဝေနေချိန်မရဘူးရှုံးပွဲအိုင်တဲကနေပြန်နှိုက်ယူလာတဲ့ပြင်စတိုကိုချက်ချင်းပဲမောင်းတင်လိုက်တယ်နောက်ပြီးရှေ့ကနေပြစ်နေတဲ့စစ်သားရဲ့ကြည်စံတွေကိုရှောင်တဲ့အနေနဲ့ခြုံပုတ်ကြားကနေဖြတ်ပြီးအဲ့ဒီခွေးစီတဲ့ပြေးတက်သွားလိုက်တယ်တေးကြပြီဆိုတဲ့နေရာရောက်တော့အစင်သစ်မောင်းချိန်ထားတဲ့တနက်ကိုခလုတ်ဆွဲနှိပ်လိုက်တယ်ချက်ချီပဲဘောပဲတက်သမျှဆဲနီးမျိုးစုံနဲ့စိတ်ထဲမှာကျိန်ဆဲလိုက်တယ်အပီပဲဆိုပြီးအားရပါရဆွဲနှိပ်လိုက်တာကြည်စံကထွက်မလာဘူးစစ်သားကကျွန်တော်ကိုသတိမထားမိသေးဘူးကြည်စံကုံသွားတဲ့အထင်နဲ့တနက်ကိုကြပြကြရာစစ်ကြည့်လိုက်သေးတယ်ကြည်စံက4000တောင်ရှိသေးတယ်နောက်တစ်ခါမောင်းထက်ချိန်လိုက်ပြီးခလုတ်ကိုဆွဲနှိပ်လိုက်ပြန်တယ်ချက်တေးစံဒီတနက်ဘာဖြစ်သွားတာလဲကျွန်တော်အလိုမကျမှုနဲ့စိတ်ထဲကညှဉ်းညူလိုက်တယ်ကျွန်တော်ဥကောင်းတစ်ခုလုံးထူပူနေပြီနှလုံးကဒုတ်ဒုတ်နဲ့တစ်ချက်နံရိုးထိဆောင်းတက်လာတာလဲကျတော့လူမတက်ပဲလက်တွေပါတုံရင်ဖြစ်ကုန်ပြီတနက်တန်ကြတော့ကျွန်တော်တို့ကိုအနောက်ဘက်ကနေပါလှမ်းပစ်နေပြီခြေတံတွေကလည်းစူညံတဲ့ထက်စူညံလာပြီကျွန်တော်အားတင်းလိုက်ပြီးနောက်ဆုံးတစ်ခေါက်အနေနဲ့ပစ္စတိုကိုမောင်းတင်လိုက်ပြီးပြက်လိုက်ပြန်တယ်ချက်တေးစမ်းကွာမတက်နိုင်တော့ဘူးဒီမှာသေခံယုံမဲကြံတော့တယ်ဒါမှမဟုတ်နိုင်ငံရေးအကျဉ်းသားအနေနဲ့ထောင်ထဲဝင်ရတော့မယ်တေးကြတာကတော့ဒီမှာတင်တနတ်စာအကျွေးခံရဖို့ပုံများတယ်ကျွန်တော်စိတ်ကြုံကြသလောက်နီးပါဖြစ်သွားပြီဒါပေမဲ့ကျွန်တော်တို့ကံကောင်းသွားတယ်ရှေ့ကနေပြစ်နေတဲ့စစ်သားကရုတ်တရက်တနတ်ပြစ်တာထိုးရက်သွားတယ်ကျွန်တော်ထင်ကြည်ကုံသွားတာဖြစ်မယ်ဘေးဘက်တိုးပြီးကြည်စံထုတ်ယူနေတာတွေ့လိုက်ရတယ်ဖြစ်ချင်တာဖြစ်ပါစေတော့ဆိုပြီးကျွန်တော်ခြုံပုတ်ကြားတဲ့ကနေခုံထွက်လိုက်တယ်ပြီးလက်မှာကင်ထားတဲ့တနတ်စုံနဲ့ဒင်းရဲ့မျက်နှာတဲတဲ့ကိုဝင်ဆောင်ထိုးလိုက်တယ်ရုတ်တရက်ခုံလာတဲ့ကျွန်တော်ကိုစစ်သားကရှောင်ဖို့အချိန်မရလိုက်ဘူးကျွန်တော်အားအကုန်သုံးပြီးထိုးချလိုက်တာကြောင့်အဲ့ဒီငနဲ့လဲကျသွားတယ်နောက်ပြီးကျွန်တော်ကသူ့ကိုပြင်စတိုတင်နဲ့သူ့ရဲ့မျက်လုံးတွေကိုတစ်ချက်ပြီးတစ်ချက်အားရပါရဆောင်းထိုးလိုက်ပြန်တယ်စစ်သားစီကနေငဲတန်းပါအောင်အော်ဟက်လိုက်တဲ့ညင်းညူတန်ထွက်လာတော့ပတ်ဝန်းကျင်တစ်ခုလုံးကပိုးပြီးရှုပ်ထွေးသွားတယ်ကျွန်တော်ရဲ့အဖွဲသားတွေလည်းမှောက်လျက်ဝက်နေရာကနေသတိထားပြီးကုန်းယုံထလာကြတယ်မျက်မှန်ကြီးကကောင်လေးစီကဓမြောင်ကိုဆွဲယူပြီးကျွန်တော်စီပြေးလာတယ်နောက်ပြီးစစ်သားရဲ့ရင်ဝတဲတဲ့ကိုအားအကုန်သုံးပြီးဆောင်းထိုးလိုက်တယ်စစ်သားရဲ့ရင်ဘတ်တဲ့ကိုနှဲ့ဝင်နေတဲ့ဓာတ်ကိုတောင်နှုတ်ယူချိန်မရတော့ဘူးနောက်ကနေစစ်သားတွေအလုံးအင်းနဲ့ပြေးရင်လိုက်လာကြတော့ကျွန်တော်တို့အကုန်လုံးဒုံဆိုင်ပြေးခဲ့ရတယ်အခြေအနေတွေကပိုဆိုးလာတော့ကျွန်တော်ကကောင်လေးကိုဆွဲမလိုက်တယ်မျက်မှန်ကြီးကရှေ့ဆုံးကနေပြီးကျွန်တော်ကသူ့နောက်ကနေကောင်လေးကိုပွေပြီးပြေးလိုက်ခဲ့တယ်ကျွန်တော်နောက်မှာကကောင်မလေးကိုထမ်းထားတဲ့ဆန်ရှိနောက်ဆုံးကပြေးလိုက်လာတာကအောင်ကြီးကလက်ထဲမှာတုတ်ခိုင်နေတဲ့ဝါးတောက်တစ်ချောင်းကိုကင်ပြီးပြေးလိုက်လာတယ်လိုမဲသုံးလို့ရအောင်ထင်ပါရဲ့ဟုတ်ကဲ့ပါခင်ဗျာအပိုင်းလေးကိုတော့ကျွန်တော်ဒီမှာပဲရပ်နာထားပါမယ်ခင်ဗျာနောက်လာမယ့်အပိုင်းဆက်ကိုလည်းဆက်လက်စောင့်မျှော်အားပေးနားဆင်ကြပါအောင်ခင်ဗျာယနေ့အားပေးနားဆင်ခဲ့ကြသူပေါင်းကိုယ်စိတ်နှပြကျမ်းမာချမ်းသာပြီးဘေးရန်ကင်းကွာတဲ့နေ့လေးပိုင်ဆိုင်ကြပါစေကျွန်တော်ကတော့တင်ဆက်ခဲ့သူဂျင်မနိုင်ဖြစ်ပါတယ်ခင်ဗျာ